အစီအစဉ်ရော Grade 10နဲ့11ကျောင်းသူလေးများဤမြောက်တက်ခတ်တခြင်းဖြင့်ကပြဖျော်ပြမှာဖြစ်ပါတယ်ရှင်ဆိုင်ဆရာတို့ဆုံးမပြီးဂုံတပြားစီမြတ်တာပင်ရှိစီကြောင်းလို့ဆုတောင်းမြတ်တာရှိကဘာတရားဒီမြိုင်ပါသည်တန်တာသာညင်းမြမမှုသိကိုသည်မြမလို့ဆိုကပြတော့အညာလို့ရာဖမြတ်ခနဲ့တဝါစီငကိုရင်မြမကဆိုချင်လာကြလို့ဒီဆိုင်တန်ကမြိုင်မြိုင်စီစဘူးဒီပါမည်လက်ရကျုံးစပထဝီလေးရမြေတောင်စိန်စပါးနဲ့စုံလင်းစွာလာဆနလာရဲ့ကံရသည်ငကိုရင်မြမခမဟောဆိုခြင်းလာကြလို့ဒီပမကြီးကိုတီလို့နေကလေးကတတီကဘာနဲ့နိုင်စရာဆိုင်စရာရဲ့ဟန်ပီပီခဏထွေးပတ်ပြိုးယူရရလည်းမချမ်းနိုင်မီအဆိုတော့ပြူရမင်းတကူတော့ဆိုရင်စာချီပမကြီးကိုတီလို့နေကလေးကတတီကဘာနဲ့နိုင်စရာဆိုင်စရာရဲ့ဟန်ပီပီခဏထွေးပတ်ပြိုးယူရရလည်းမချမ်းနိုင်မီဆိုတော့ပြူရမင်းတကူတော့ဆိုရင်စာချီဆိုင်တဲ့ညီမြိုင်မြိုင်ကြီးစဘူးဒီပါမီလက်ရကျုံးစပထဝီလေးရမြေတောင်ဆိုင်စပါးနဲ့စုံလင်းစွာလာဆနလာရဲ့ကံရသည်ငကိုရင်မြမခမအော်ဆိုခြင်းလာကြလို့ဒီပမကြီးကိုတီလို့နေကလေးကတတီကဘာနဲ့နိုင်စရာဆိုင်စရာရဲ့ဟန်ပီပီခဏချွေပတ်ပြိုးယူရရလည်းမချမ်းနိုင်မီအဆိုတော့ပြွေမင်းတကူတော့ဆိုရင်စာချီပမကြီးကိုတီလို့နေကလေးကတတီကဘာနဲ့နိုင်စရာဆိုင်စရာရဲ့ဟန်ပီပီခဏချွေပတ်ပြိုးယူရရလည်းမချမ်းနိုင်မီအဆိုတော့ပြွေမင်းတကူတော့ဆိုရင်စာချီဆိုင်တဲ့ညီရခိုင်ရဲ့တန်တန်ညီလာရဲ့တဲ့ကံရ
သည်လာရတဲ့ကရသည်မြတ်တခရဲ့တန်တာကြီးမြတ်တခရဲ့တန်တာကြီးလာရတဲ့ကရသည်လာရတဲ့ကရသည်မြတ်တခရဲ့တန်တာကြီးဆိုင်တဲ့ကြီး ယခုလိုကပြဖျော်ပြပေးပါသောចောင်းသူလေးများအားကျေးဇူးတင်ရှိပါတယ်ရှင်